မင်္ဂလာပါဒီနေ့ကတော့ကညွတ်လေးတွေဆက်ဆိုင်ကြည့်ပါမယ်ဒီကညွတ်လေးတွေကတငင်ကုန်းဈေးကနေဝယ်ထားတာပေါ့နော်ဝယ်ထားတာတစ်ပတ်လောက်ရှိပြီအခုမှဆန်းဆိုင်ကြည့်မလို့ပေါ့နော်အရင်ကတော့လေကညွတ်တစ်ခေါင်းမဆိုင်ဘူးအခုမှဆန်းဆိုင်ကြည့်မယ်အခုဆိုင်မှာကတော့အမြင့်ကနေဆိုင်မှာပေါ့နော်ဆက်ဆိုင်ဖို့အတွက်စပန်လီကလေးပဲအရင်ဆုံးဆောင်ရှုပ်နေပါပြီအမြင့်ကနေစိုက်မှာဖြစ်တယ်အပေါ်ပိုင်းအပင်လေးကိုဖြတ်မှာပေါ့နော်ဝယ်ထားတာတပတ်ကျော်ဆိုတော့အပေါ်ကခိုင်းတော့6စိုက်နေ6တော့မှာပါပဲဒီမှာတော့သူ့ရဲ့အပင်ထိတ်လေးနည်းနည်းကြန့်အောင်တော့ဖြတ်စိုက်တယ်ပေါ့နော်မြင်နေရအောင်ပေါ့နော်ဒါပေမဲ့လည်းအမြင့်ပဲစိုက်လည်းရပါတယ်ဒီကတော့သူ့အမြင့်ပဲပေါ့နော်ဆိုတော့ကညွတ်ကရေဝတ်တာမကြိုက်ဘူးပေါ့နော်ရေဝတ်တာမကြိုက်တော့စိုက်ပေါင်းတော့ခက်နေနေလို့စိုက်ရတယ်ပေါ့နော်ဒါတော့ကျွန်မရဲ့ Bodyguard 2 novella ဖြစ်ပါတယ် novella လက်အိတ်တော့မရှိဘူးနော်လက်အိတ်တွေကတစ်ဖက်ရှိပြီးတစ်ဖက်ပြောက်တာနဲ့မစုံတော့မဝတ်ဖြစ်ဘူးဒါနဲ့လက်ပလာနေတယ်စိုက်လိုက်တယ်ပေါ့နော်ဒါလက်တွေကတော့အရင်ညစ်ပတ်တယ်စိုက်မယ်ဆိုရင်တော့လက်အိတ်ကိုပြီးစိုက်ရင်တော့ပိုကောင်းပါတယ်ဆိုတော့အပြင်တရားဒီပါလောက်ရှိမှတင်တယ်ဆိုကျွန်မတယောက်တည်းပဲစိုက်ပါတယ်ဒါတော့ first look နှစ်ပူပါfirst look နှစ်ပူလေးစင်ခံနေပါတယ်စိုက်ပြီးတော့ခါမှာကျွန်တော်ဒီမှာပေါ်ကနေပြီးတော့ခွဲပြလေးရှူလိုက်ပါတယ်စိုက်ပေါ်ကနှစ်ခုပဲလုပ်ထားတာပေါ့နော်အပင်တွေကပို့လို့ဆိုပြီးတော့နောက်မှလည်း some site ချင်တော့တစ်ခါလေးပြီးရှင်တော့တစ်ခါလေးနောက်ထပ်စိုက်ပေါ်နှစ်ခုပဲကျွန်မထပ်လုပ်လိုက်ပါတယ်ထပ်လုပ်ပြီးတော့ထပ်စိုက်လိုက်ပါတယ်ရှိမှရှိနေတာကတော့ကျွန်မရဲ့ Bodyguard number 3 Rocky ရှာခွန်ဖြစ်ပါတယ် Rocky မိုးဟိမဟုတ်တဲ့ Rocky ရှာခွန်ပါပြီးရမယ်ဆို fighting အတင်းပြီးတော့ fight ပါတယ်ဒါလေးကတော့ Rocky ပါ Bella ပါ Bentley ပါခုဆိုရင်အားလုံးစိုက်ပြီးသွားပါပြီအားလုံးပေါင်းအပင်ရတော့100မိဘလောက်ရှိနေတယ်နော်မရှိရထားရအောင်ပြီးသွားပါပြီကျေးဇူးတင်ပါတယ်